အားလုံးမင်္ဂလာပါခုတစ်ခါတော့ကျွန်တော်ဒီခုတလောအချိန်မရလို့တိတ်ပြီးတော့သတင်းတွေမသိဖြစ်ဘူးဒါပေမဲ့ဒီနေ့မှာတင်ပြပေးခြင်းတဲ့အချက်လက်တွေကမလေးရှားနိုင်ငံမှာနေထိုင်တဲ့လူတွေတွေ့ပေါ့နော်ဒီကကျွန်တော်တင်ပြပေးခြင်းတဲ့နံပါတ်1အနေနဲ့မလေးရှားမှာနေထိုင်နေဆိုရင်ဖတ်ဆန်စုဖို့အရင်အရေးကြီးတာဖြစ်ပါတယ်ဘာလို့ဖတ်ဆန်စုဖို့အရေးကြီးလဲဆိုရင်ကျွန်တော်တို့ဒီကိုယ်နိုင်ငံမဟုတ်ကိုယ်ဒေသမဟုတ်တဲ့အခါမှာနာမကျန်းဖြစ်နိုင်တယ်တခုခုဒုက္ခရောက်နိုင်တယ်အဲ့ဒီခါမှာကျွန်တော်တို့ကနော်ဥပမာကျန်းမာရေးမကောင်းဘူးဆိုပါစို့ကျန်းမာရေးမကောင်းဘူးဆိုရင်ကျွန်တော်တို့ကကိုယ်လက်ထက်မှာဖတ်ဆံမရှိဘူးစိတ်ုံတက်ဖို့ဆိုရင်ဘယ်ကဖတ်ဆံနဲ့တက်ရတော့မလဲဘယ်သူမှကိုစိုက်ပေးမိလို့မရှိတော့အဲ့မှာဒုက္ခရောက်နိုင်တယ်အဲ့ဒီတွေ့ကြောင့်မလို့ကျွန်တော်တို့ဖတ်ဆံစုဖို့ရေးကြည့်တာဖြစ်ပါတယ်လက်ရှာမနေထိုင်တဲ့အခါမှာသူမစီမှာကျွန်တော်ဖတ်ဆံချိဖို့ဆိုတာကိုယ့်ခက်မှာအရန်ခက်ခဲတယ်အဲ့ဒီတွေ့ကြောင့်မလို့เนาะကျွန်တော်တို့အသက်နိုင်ဆုံးဖတ်ဆံစုဖို့ကျွန်တော်တိုက်တွန်းချင်တာဖြစ်ပါတယ်အနည်းဆုံးကိုယ့်လက်ထက်မှာ2000 3000အမြဲတမ်းပုံမှန်ထားဖို့လိုတာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ကဒုတိယနိုင်ငံမှာနေထိုင်တဲ့အခါမှာအကုန်လုံးမြန်မာပြည်မှာပုတ်ကြတယ်ဆိုတော့တခုခုပြဿနာရှိပြီဆိုရင်ကိုယ်ဖတ်ဆံမရှိတော့သူများစီမှာတောင်းခံရမယ့်သဘောဖြစ်သွားတယ်အဲ့မှာဘယ်သူမှကိုစိုက်ပေးလို့မရှိရင်ပိုဒုက္ခရောက်နိုင်တာဖြစ်ပါတယ်အဲ့ဒီတွေ့ကြမလို့အတန်းနဲ့ဆုံးငွေဖတ်ဆံတွေကိုစုဖို့ကျွန်တော်တိုက်တွန်းချင်တာဖြစ်ပါတယ်ပြီးရင်အဖမ်းဆီးကြုံတဲ့ခါမှာလည်းထုံနေသူပဲတခါတလေမှာရေးရရှိတွေအမှုကိုင်တဲ့ရေးတွေဖမ်းခံတဲ့ခါမှာပေါ့နော်အထောက်အထားမရှိတဲ့လူတွေအတွက်ပြောပြတာတကယ်လို့များအမှုကိုင်တဲ့ရေးတွေကရွေးဖို့အခွင့်အလမ်းတွေပေးရင်တော့အဲ့ဒါမှချစ်ချင်းရွေးဖို့လိုတာဖြစ်တယ်အဲ့ဒီခါမှာချစ်ချင်းမရွေးရင်တို့ကတခါနဲ့ report တင်လိုက်ရင်ခန့်ထဲမှာရောက်သွားမယ်အဲ့ဒီချိန်မတိုင်မီမှာကိုယ်စီမှာလက်ထက်မှာဖတ်ဆံရှိတယ်ဆိုရင်ချစ်ချင်းရွေးထုတ်လို့ရတယ်အဲ့လိုမျိုးတွေပေါ့နော်အခုနောက်ပိုင်းမှာရွေးဖို့အရင်ခက်ခဲနေတာဖြစ်ပါတယ်ဒါပေမဲ့အမှုကိုင်တဲ့ရေးတွေစိတ်တဘောထားကောင်းတဲ့လူတွေ့ရင်တော့ဒီခါတလေရွေးခွင့်ရတဲ့ဟာတွေရှိတာဖြစ်ပါတယ်အဲ့ဒီခါမှာပို့ပြီးဆင်ပြေအောင်ကျွန်တော်တို့ဘာမှအထောက်အထားမရှိတဲ့သူတွေကိုလက်ထက်မှာဖတ်ဆံတွေပုံမှန်2000 3000တော့စုတင်နေဆိုတော့ကိုကျွန်တော်ပြောပြပေးချင်တာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ကမလေးရှားနေထိုင်တဲ့အခါမှာအိမ်ငှားဖို့လိုတာဖြစ်တယ်နော်လူပြိုလူလွတ်တွေဆိုရင်2ယောက်3ယောက်ပေါင်းပြီးတော့အိမ်တစ်ခန်းကိုငှားပြီးတော့နေတင်းတယ်အဲ့ဒါဘာတွေ့လဲဆိုရင်ကျွန်တော်တို့ကဒုက္ခမရောက်နိုင်ဘူးလို့ဘယ်သူမှအာမမခံနိုင်ဘူးအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကအလောက်ကိုင်းစမီပြေတာလည်းရှိနိုင်တယ်အဲ့ဒီခါကျတော့အိမ်မရှိဘူးယာမရှိဘူးဆိုရင်သူများအိမ်မှာကတ်နေမယ်ဆိုရင်အရန်ဒုက္ခရောက်နိုင်တယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဘာဖြစ်အတတ်နိုင်ဆုံးအိမ်ကိုငှားပြီးတော့နေထိုင်သင့်တယ်ဆိုတော့ကိုကျွန်တော်ပြောပြပေးခြင်းနဲ့တချို့တွေကတစ်ထည့်ကအိမ်ပိတ်စားပေးလောက်ကြတာကောင်းပါတယ်ဒါပေမဲ့တစုံတစ်ခုဖြစ်ပြီဆိုရင်ဖျားနာရဖြစ်ပြီဆိုရင်သူတို့အိမ်မှာနေထိုင်ခွင့်မပေးတော့ဘူးအဲ့ဒီခါကျတော့ကိုယ်အိမ်မှာနေရတော့မှာဖြစ်ပါတယ်အဲ့ဒီခါကျတော့ကျွန်တော်ဒုက္ခရောက်မှာဖြစ်တယ်အိမ်ရမရှိရင်တော့သူများအိမ်မှာနေဖို့လေသူများတွေတိတ်ပြီးတော့လက်မခံတဲ့အခါမှာဒုက္ခရောက်မယ်ဆိုတော့ကိုကျွန်တော်ပြပေးခြင်းနဲ့အဲ့ဒီတွေ့ကြောင့်မလို့အတတ်နိုင်ဆုံးလူပြိုလူလွတ်ဆိုရင်တော့အိမ်ထောင်တွေကတော့သူငားမှာပေါ့နော်အတိတ်ကလူပြိုလူလွတ်တွေ2ယောက်3ယောက်ပေါင်းပြီးတော့အိမ်တစ်ခန်းငှားပြီးတော့နေထိုင်နေဆိုတော့ကိုလည်းကျွန်တော်ပြပေးခြင်းဖြစ်ပါတယ်ဒီຢာတွေကကျွန်တော်တို့အတွက်အကောင်းဆုံးနည်းလမ်းတွေဖြစ်ပါတယ်နေထိုင်ဆင်ခြင်တတ်ဖို့လိုအပ်တာဖြစ်ပါတယ်သူများနိုင်ငံမှာနေထိုင်တာကိုယ်နိုင်ငံမဟုတ်တဲ့အခါမှာအမျိုးဒုက္ခတွေကြုံနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီຢာလေးတွေကိုကျွန်တော် sharing လုပ်ပေးခြင်းဖြစ်ပါတယ်လို့အားလုံးကိုကျေးဇူးတင်ပါတယ်